မျိုးအစားနှစ်စီးကျူယောဂအတွက်တစ်သက်လုံးဆေးတောက်သွားရလိမ့်မယ်လို့ဒီနေ့ထိယုံကြည်ထားစေပဲလက်ခံထားစေပဲဆိုရင်များစွာနောက်ကျနေပြီလို့ပြောချင်ပါတယ်မင်္ဂလာပါကျွန်တော်ဒေါက်တာကျော်စိုးပါကျွန်တော်ကစီးကျူယောဂသွေးတိုးယောဂနဲ့အခြားသောနာတာရှည်ယောဂတွေကိုပြောင်းပြန်လည်ဖို့သင်ပြလမ်းညွှန်ပေးနေတဲ့ lifestyle physician တူဖြစ်ပါတယ်ကျွန်တော်တို့စီးကျူပြောင်းပြန်လည်တဲ့နှံကိုစတင်ခဲ့တာ2020ခုနှစ်ဒီဇင်ဘာ15ရက်နေ့ကဖြစ်ပါတယ်ဒီနေ့ဒီချိန်ထိမှာ38ကြိမ်မြောက်ကိုပြီးမြောက်ခဲ့ပြီးဖြစ်ပါတယ်ဒီ38ကြိမ်မြောက်အတွင်းမှာသင်တန်းတက်ရောက်သူပေါင်းများစွာပါဝင်ပြီးတော့အစားအသောက်တွေအနေထိုင်တွေ lifestyle တွေပြောင်းလဲပြီးတော့စီးကျူစီးဝါးတွေကနေလွတ်မြောက်ခဲ့ကြပြီးဖြစ်ပါတယ်ဒီနေ့မနေ့ခင်းမှာလည်းအချိန်9နှစ်တိုင်ခဲ့ပြီးဖြစ်တဲ့သင်တန်းသားတဦးနဲ့ကျွန်တော်နဲ့တည်တဲ့ booking ယူတွေ့ဆုံခြင်းရှိခဲ့ပါတယ်9နှစ်ထိတိုင်ခဲ့ပြီဆိုတော့ရက်လက်တွေဆိုးသွားပြီလားလို့ထင်ကောင်းထင်မိတတ်ပါတယ်hemoglobin A1C ဒီစီးကျူမရှိတဲ့လူတစ်ယောက်ရဲ့ hemoglobin A1C ကိုရောက်ရှိလို့နေပြီဖြစ်တယ်လို့လူကိုယ်တိုင်ကလည်းငယ်ရွယ်နှုတ်ပြူပြီးတော့ပုံမူကျမ်းမှာတန်ဆွမ်းလို့နေပါတယ်ဒါကြောင့်မိတ်ဆွေများစီးကျူယောဂါဆိုတာကျွန်တော်တို့ကလက်ခံလိုက်ပြီးတော့မှဆေးအထုပ်ကြီးဆွဲပြီးတော့တစ်နှစ်ပြီးတစ်နှစ်ဆေးအထုပ်ကြီးကြီးလာမှာကိုမျော်လင့်ရင်းနဲ့တည်သွားရမယ်ယောဂါမဟုတ်ဘူးဆိုတာလေးကိုအတိအလင်းပြောလိုပါတယ်ကျွန်တော်တို့နော်ဖန်တီးထားတဲ့ယောဂါဖြစ်ပါတယ်အမျိုးအစားနှစ်စီးကျူယောဂါဆိုတာကျွန်တော်တို့ကိုယ်တိုင်စားတော့နေထိုင် lifestyle ကိုစနစ်တကျလေ့လာပြုပြင်ပြောင်းလဲကြမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်မောင်းထုတ်နိုင်မဲ့ယောဂါဖြစ်တယ်ဆိုတာလေးကိုပြောလိုပါတယ်မိတ်ဆွေများအမျိုးအစားနှစ်စီးကျူယောဂါရှိသွားပြီဆိုရင်ဒါဒီတစ်သက်လုံးကျွန်တော်ကတော့ဆေးတောက်သွားရတော့မယ်လို့ယုံကြည်လက်ခံမဲ့အစားကိုယ်တိုင်ပြောင်းလဲပြီးတော့မှဒီအနေထားကနေယုံထွက်ဖို့ပုံမူကျမ်းမာတဲ့လူတစ်ယောက်ဖြစ်အောင်ယုံထွက်ဖို့ကြိုးစားတင်ပါကြောင်းအားပေးလိုက်ရပါတယ်ဒီလိုစီးကျူယောဂပြောင်းပြန်လည်ဖို့အတွက်ကျွန်တော်တို့ရဲ့တင်ပြလမ်းညွှန်မှုကိုရယူလို့တယ်ဆိုရင်ကျွန်တော်38ကြိမ်မြောက်စီးကျူပြောင်းပြန်လည်တင်တန်းကမေလ9ရက်နေ့မှာစတင်သွားဖို့ရှိပါတယ်ဒီအစီအစဉ်ကမေလ9ရက်နေ့ကနေ15ရက်နေ့အထိ17ရက်တိုင်ည9နာရီကနေ8နာရီခွဲအထိ Zoom ကနေတဆင့် internet ရှိတဲ့ဘယ်နေရာကမဆိုပါဝင်တက်ရောက်နိုင်တဲ့ online အစီအစဉ်ဖြစ်ပါတယ်အကောင်းဆုံးနည်းစနစ်တွေနဲ့စီးကျူယောဂကိုအမြန်ဆုံးပြောင်းပြန်လည်သွားဖို့အားထုတ်သွားနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ပါဝင်လို့တယ်ဆိုရင်ကျွန်တော်တို့ Messenger ကနေဆက်သွယ်ပါအမြန်ဆုံးနေရာယူထားပါကျွန်တော်လူဦးရေအကန့်အသတ်ဖြစ်တာလက်ခံပြီးတော့မှလှုပ်ဆောင်ပေးနေလက်ရှိပါတယ်ဗျာစီးကျူယောဂကိုတစ်သက်လုံးမထိမ့်ပါနဲ့ပြောင်းပြန်လည်ဖို့အားထုတ်ကြပါလို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဗျာ